မင်္ဂလာပါတနာဒီနေ့မှာခါကိုက်ခါနာတတပြီးခါနောက်အစီကြစီရဲ့ယောဂချင်းစံလေးတွေကိုမျှဝေပေးပါမယ်ပထမပုံစံလေးကတော့ Ultrasound လို့ခေါ်တယ်ဘဲလက်ဘဲချနောက်ထိညာဘက်လက်ညာဘက်ခြေဖနောက်ထိပြီးတော့10စက္ကန့်ကနေ15စက္ကန့်လောက်ထိနေပါမယ်ဒါလေးပြီးရင်တော့လက်ကလေးကိုဆက်တင်ပါခြေဖနောက်ထိပြီးထိုင်ချပြီးရှေ့လေးကိုကုန်းပြီးလျှော့လိုက်ပါမယ်အဲ့အနေထားကနေပြီးတော့မှဘူးချန်ကဆန်လေး Cobra Pose ပုံစံလေးကိုခြေကို10စက္ကန့်နဲ့20စက္ကန့်လောက်ထိထိုးထားမယ်။ဒါလေးပြီးရင်တော့မောက်ရဲ့အနေထားလေးမှာခဏလေးအနားယူလိုက်မယ်။ပြီးရင်ရှာလပါဆန်လေးပေါ့နော်လက်နှစ်ဖက်ခြေထောက်နှစ်ဖက်ပေါင်ရင်းကနေမှပြီးတော့ကိုယ်လုံးနောက်ကိုကန်ပြီးတော့မှာထားမယ်။အဲ့ပုံစံလေးကို10စက္ကန့်လောက်နေမယ်။နောက်ဆုံးအနေထားမှာတော့ဒန်လူရာဆန်လေးခြေချင်းဝက်ကိုဘယ်ဘက်လက်ကဘယ်ဘက်ခြေချင်းဝက်ညာဘက်လက်ကညာဘက်ခြေချင်းဝက်ကပြီးအနောက်ကိုရတဲ့လောက်ကန်ပြီးညှစ်ဆွဲပါမယ်ဒီပုံစံလေးကိုလည်း20စက္ကန့်လောက်ထိကြာကြာထိုးထားနိုင်အောင်ကြိုးစားပါမယ်ဒီချင်းစီလေးတွေဟာလိုက်ချင်းရတာလွယ်ကူပြီးတော့ခါနောက်ကစီပူတွေကျစေတဲ့အပြင်ခါကိုက်ခါနာဝေဒနာခံစားနေရတဲ့သူတွေအတွက်များစွာအထောက်ပံ့ဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးပဲကျန်းမာသောနေ့လေးပိုင်ဆိုင်ပါစေညီမကတော့တနာယောဂပါရှင်